ကဲအခုဆိုရင်တော့ဖြင့်မောင်အောင်ခန့်ဦးပါခေါင်းဝင်လေးလုံနေပါတယ်စိတ်ရှည်လက်ရှည်နဲ့ငါးလေးပါရေသူမာလေးဆွဲနေပါတယ်ငါးလေးပါငါမဘူးခေါင်းဝင်ဒါစားရည်လေးတောက်လိုက်အောင်နည်းနည်းတောက်လိုက်အောင်နည်းတောက်လိုက်အောင်ဒါလိမ့်မာနည်းနည်းတောက်လိုက်တော့ဝတ်ဆိုင်ရောက်နေအေးတော့ဝတ်ဆိုင်ရောက်တော့မယ်ပါလာရင်ဒါလိမ့်မာတဲ့စားရည်တောက်နေတာလှတယ်ကွာငါးလေးဆွဲတာသားလေးငယ်ကောင်းဆော့နေသူကလည်းသူတော့စိတ်ဝင်စားနေပါတယ်ငယ်လေးကတောက်လိုက်အဲ့တောက်လိုက်တစားရီတောက်လိုက်တောက်လိုက်ရအမိုင်နဲ့ဟုတ်တယ်အမိုင်နဲ့ပြအမိုင်ရင်ဟုတ်ဘူးရဒါပါရင်ပြီးပြန်ပြမယ်လို့ပြီးပြန်ပြမယ်ရတဲလေးတာငရီးလိုက်ကုံသွားလိမ့်မယ်တောက်လိုက်တစားရီတောက်တာဖေးဖို့ပါမှာလို့တောက်တာကလေးဟုတ်ကဲ့တောက်လိုက်အောင်မေပြောရနော်ဘာလာဒါကိုကြည့်ပြီးတော့ဟဲ့ငါသားလေးတစားရီတောက်တယ်တော့ဆိုပြီးတော့တာဒါစားတောက်လို့အဲ့လိုလုပ်ဖြစ်တယ်လေနောက်ခုနလောက်ရမောက်တော့မယ်အောင်ခန့်မြို့ပြီတောက်လိုက်မောက်မယ်တာရဲ့တာရဲ့တောက်လိုက်အောင်ဘယ်လိုဆိုလဲဆိုတော့မင်းတို့တောက်ရလေခဏအေးပေါ့ပေါက်စီဒီတာလေးကြီးရမိုးရနေတာတော်လိုက်တာ